တင်တိတယ်လို့ထင်နေတဲ့အရာတွေကမှားနေတတ်ပါတယ်။တိထားတာများလေမှားနိုင်ခြေကပိုများလာတတ်ပါတယ်။ငါတိပြီးသားပါဆိုတဲ့အတွေးကတင်ယူမှုကိုရပ်တန့်စေနိုင်ပါတယ်။လူတွေဟာမမှန်တဲ့အရာကိုမမှန်ဘူးလို့မသိတော့ပဲမှန်တယ်လို့ယုံနေတတ်ပါတယ်။အတွေ့အကြုံရှိတာကအမှန်ကိုအမြဲသိတယ်လို့မဆိုလိုနိုင်ပါဘူး။လူတွေဟာအချက်လက်တစ်ထက်ကိုယုံပြီးသားအရာကိုပဲပိုပြီးယုံကြည်တတ်ကြပါတယ်။အရင်ကဒီလိုဖြစ်ခဲ့တယ်ဆိုတာကအခုဒီလိုဖြစ်မယ်လို့အာမခံမပေးပါဘူး။လူအများဟာနားလည်မှုနဲ့ကြားဖူးတာကိုမခွဲနိုင်ကြပါဘူး။တခုခုကိုနားလဲတယ်လို့အမြဲထင်နေရင်မေးဖို့ရက်သွားတတ်ပါတယ်။လူတွေဟာအမှားကိုတွေ့ရင်ပြင်ဖို့ထက်ကာကွယ်ဖို့ပိုစိတ်အားထက်သန်ကြပါတယ်။အမှားကိုဝန်ခံရတာကမှားတာထက်ပိုနာကျင်တတ်လို့ပါ။လူအများဟာလူအများယုံနေဆိုရင်အမှန်လို့ပဲထင်သွားတတ်ကြပါတယ်။လူတွေဟာမသိတာထက်အမှားကြီးသိတာကပိုပြီးအန္တရာယ်ကြီးမှပါတယ်။ကိုယုံထားတဲ့အရာကိုမေးခွန်းမထုတ်တဲ့နေ့ကကိုယ့်ရဲ့တိုးတက်မှုရပ်တန့်သွားတဲ့နေ့ပါ။လူတွေဟာအမှားကိုမနာကျင်စေခြင်းတဲ့အတွက်ကြောင့်အမှန်တရားထက်ပို၍တက်ကြပါတယ်။ကိုသိထားတာကိုပြန်လည်စစ်ဆေးနိုင်တဲ့လူကမြန်ပိုတိုးတက်လာနိုင်ပါတယ်။အမှန်တကယ်ဉာဏ်ရှိတဲ့သူကငါမသိသေးဘူးလို့ပြောတတ်ကြပါတယ်။လူအများဟာအဖြေကိုလိုချင်ပေမဲ့မေးခွန်းကိုမလိုချင်ကြပါဘူး။အမှားကိုသိသွားတဲ့အချိန်ကအရှုံးမဟုတ်ပဲသင်ခန်းစာတစ်ခုရလိုက်တာပါ။တင်သိတယ်ထင်တဲ့အရာကမှန်နေလားမှားနေလားဆိုတာကိုပြန်မေးနိုင်ရင်အမြင်အသစ်တွေပွင့်လာပါတယ်။ဒါကြောင့်တိုးတက်ချင်ရင်အမြဲတမ်းငါမှန်လားလို့ကိုမေးနိုင်ဖို့ကအရေးကြီးပါတယ်။